မင်္ဂလာပါဒီတစ်ခါကတော့ကျွန်တော်က Photoshop မှာเนาะ Nexo 2ပေါ့เนาะ Nexo 2တွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ် Okay Photoshop ရဲ့2ထဲမှာ Nexo 2တွေကျွန်တော်တို့ကဘယ်နှမျိုးရှိလဲဆိုရင်3မျိုးရှိတယ်ပေါ့เนาะ Okay အဲ့ဆို Nexo 2တွေကိုကျွန်တော်တို့ကဘယ်လိုနေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့က Nexo 2တွေကိုကျွန်တော်ပုံတွေရဲ့အစစ်အပိုင်းတွေကိုကျွန်တော်တို့ကလွတ်လက်လက်ပေါ့เนาะကျွန်တော်တို့ကရွေးချယ်တဲ့နေရာမှာကျွန်တော်တို့အဓိကအသုံးပြုတယ်နောက်ကကျ Nexo 2တွေကကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်အဓိကတော့ကျွန်တော်တို့ကရွေးချယ်ဖို့ပါပဲเนาะပုံတွေကိုလိုချင်တဲ့နေရာတွေကိုလိုချင်တဲ့အပိုင်းတွေကိုဖြစ်ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်ကိုလိုချင်တဲ့နေရာကိုပဲဆွဲရတဲ့နေရာမှာဖြစ်ဖြစ်အဲ့လိုမျိုးနေရာတွေမှာအဓိကကျွန်တော်တို့က Nexo 2ကိုကျွန်တော်တို့ကအသုံးများကြတယ်ပေါ့เนาะ Okay Nexo 2ကကျွန်တော်တို့ကအဓိကအဖြစ်3မျိုးရှိပါတယ်နံပါတ်1လက်ကတော့ရိုးရိုး Nexo 2ပေါ့เนาะ Nexo 2လို့ခေါ်တယ်အဲ့ကောင်ကတော့ကျွန်တော်တို့ကလက်နဲ့ပြောကျွန်တော်တို့ကလက်နဲ့လွတ်လက်လက်ပေါ့เนาะကျွန်တော်တို့ကရေးဆွဲရွေးချယ်တဲ့နေရာမှာအသုံးပြုတယ်နံပါတ်2ကတော့ကျွန်တော်တို့ကဘာတူလဲဆိုရင် polygonal 2ပေါ့เนาะ polygonal 2ဆိုတာကြောင့်ကျွန်တော်တို့ကဒေါင်ကျိုးတွေရှိတယ်အရာတွေဥပမာအဆောက်အဦပုံစံမျိုးတွေနောက်ပြီးရင် window တကားပေါက်တွေသတင်းပေါက်ပုံစံမျိုးတွေပေါ့အဲ့လိုမျိုးရှိတဲ့ polygonal style ရှိတဲ့ပုံတွေကိုကျွန်တော်တို့ကရွေးချယ်တဲ့နေရာမှာတုံးတယ်ပေါ့နော်နောက်တစ်ခုကနံပါတ်3ကကျတော့ magnetic lasso 2ပေါ့နော် magnetic lasso 2ဆိုတာကကျွန်တော်တို့ကပုံတွေရဲ့အနားဆောင်လေးတွေကိုကျွန်တော်တို့ကကတ်လိုက်တာအလိုလေးတော့ auto ကတ်ပြီးမှရွေးချယ်ပေးသွားတူပေါ့နော် okay အဲ့ဆိုရင်ဒါတင် lasso 2တုံးပြုတ်ကြောင်းကျွန်တော်တို့ကြည့်လိုက်အောင်နံပါတ်1 lasso 2ဖြစ်တဲ့ကျွန်တော်တို့ကရိုးရိုး lasso 2 okay အဲ့ဆိုရင် lasso 2တွေကိုကျွန်တော်တို့ကအရင်ဆုံးသုံးတော့မယ်ဆိုရင်ကျွန်တော်တို့ lasso 2တွေကိုကျွန်တော်တို့ရွေးချယ်ဖို့လိုတယ်တွားပြီးမှကျွန်တော်တို့ကခေါ်ဖို့လိုတယ်ပေါ့နော် okay ခေါ်တော့မယ်ဆိုရင်နံပါတ်1 need တွေကျွန်တော်တို့က2ပါတဲ့အထက်မှာကျွန်တော်တို့ကဒီမှာ lasso 2ဆိုတဲ့ကောင်ကျွန်တော်တို့ click နှိပ်ပြီးမှကျွန်တော်ရွေးလိုက်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က shortcut key L ကိုနှိပ်လိုက်ရင်ကျွန်တော်တို့က auto ရွေးချယ်သွားလိုက်ပြီပေါ့နော်ဒီမှာ auto ရွေးချယ်သွားပြီနော် L ကိုနှိပ်လိုက်ပေါ့နော် okay နောက်တစ်နည်းအားကျတော့ကျွန်တော်တို့ကဒီ lasso 2ထဲမှာကျွန်တော်2တွေဒီမှာ2မျိုး3မျိုးတွေရှိနေတယ် okay အဲ့ဒါတွေကောင်းလို့ကျွန်တော်တက်လက်စီသုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က keyboard ကနေကျွန်တော်တို့ shift key ကိုဖိထားရင်မှာ L ကိုကျွန်တော်တို့က click လက်ချက်စီနှိပ်လိုက်တာနဲ့ကျွန်တော် auto ပြောင်းသွားပြီနော်တွေ့လားနော်တူတွေကကိုလိုရင်းနဲ့တူတွေကိုကျွန်တော်တို့က auto ပြောင်းပြီးမှရွေးချယ်လို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့က window မှာဆိုရင် off key ကိုဖိထားလက်ပုံမှာဆိုလို့ရှိရင် option key ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ကဖိထားပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်ဒီ mouse နဲ့ဒီ2ဘောဟာပုံမှာ off key ကိုဖိထားပြီးမှကျွန်တော်တို့က click နှိပ်လို့ရှိရင်လေဒါလေးနဲ့ကျွန်တော်တက်လက်စီ auto ပြီးမှရွေးချယ်သွားလိုက်ပြီပေါ့နော် okay ကျွန်တော်ကတော့ဒီတော့ lasso 2အကြောင်းပထမဆုံးပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီ lasso 2ကိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးကျွန်တော်တို့ကဒီပုံမှာ lasso 2တွေကျွန်တော်တို့ကဘယ်လိုအရာလဲဆိုရင်လွတ်လက်လက်ကျွန်တော်တို့ကရွေးချယ်လို့ရတယ်ကြိုက်တဲ့နေရာတွေကိုဖိဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်တို့ mouse ကနေလို့ဖိဆွဲမှရွေးချယ်လို့ရတယ်ရွေးချယ်ပြီးရင်အရင်ဆုံးတဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ကရောက်ပြီဆိုရင်ကျွန်တော်တို့ click ကိုလွှတ်ချိုက်တာနဲ့ auto ကျွန်တော်တို့ကဒီမှာမာကွီမြင်လိုင်းလေးပေါ့နော်အစင်ကြောင်းလေးနဲ့မြင်လိုင်းလေးကျွန်တော်တို့ကပေါ်သွားတယ်ဒါလေးကျွန်တော်တို့က selection ဖြစ်သွားပြီပေါ့နော်ဒါလေး selection လုပ်လိုက်တာပေါ့နော် okay ဒါကိုလိုချင်တဲ့ဘက်ကို selection လုပ်လိုက်တာပေါ့နော် okay ဒါတော့ဒီနေရာမှာလည်းကျွန်တော်တို့ကဒီလိုပုံစံလေးကျွန်တော်တို့ကရွေးချယ်ခြင်းနဲ့အမြန်တွားခြင်းနဲ့ဆိုလို့ရှိရင်ဒါဒီပုံစံလေးနဲ့ကျွန်တော်တို့ကဒါပုံမျိုးတာလို့ရွေးချယ်သွားလို့ရတယ်ဒါဒီ lasso 2ပေါ့နော် okay နော် okay နောက်တစ်ခုကကျွန်တော်တို့ polygonal 2ဆိုတာကြတော့ကျွန်တော်တို့ကဒီလိုမျိုးထောင်ကျိုးတွေပေါ့ဥပမာဆိုဒီမှာဆိုရင်ကျွန်တော်တို့ window တစ်ခုလေးရှိဒီ window မှာဆိုကျွန်တော်တို့ဒီမှာ90 degree ပုံစံမျိုးတွေထောင်ကျိုးတွေရှိတယ်ဒီထောင်ကျိုးရှိတဲ့အကောင်မျိုးတွေကိုကျွန်တော်ကရွေးချယ်တာပေါ့နော် okay အဲ့လိုမျိုးရွေးချယ်ဖို့လို့ကျွန်တော်တို့ကဘာရင်လို့ယူမလဲဆိုရင်ကျွန်တော်တို့ကဒီ2တွေကနေကြာကြာလေးဖိထားမယ်အဲ့ထက်နဲ့ကျွန်တော်တို့က polygonal lasso 2ဆိုတာလေးကျွန်တော်တို့ကယူလိုက်မယ်ယူပြီးဆိုရင်ကျွန်တော်က click တစ်ချက်နှိပ်မယ်နှိပ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ကစုံတဲ့နေရာပေါ့ထောင်ကျိုးနေရာတွေကျွန်တော်တို့တွားရင်ပါ click တစ်ချက်နှိပ်လိုက်မယ်နောက်လည်းအဲ့လိုပဲစုံတဲ့နေရာမှာ click တစ်ချက်နှိပ်မယ်နောက်စုံတဲ့နေရာမှာ click တစ်ချက်နှိပ်ပြီးမှကျွန်တော်အပေါ်မှာလည်း click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာနော်ဘာဖြစ်သွားမလဲဆိုရင်တို့ဒီ auto select ရွေးချယ်ပြီးဒါဖြစ်သွားပြီပေါ့နော် okay နောက်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ကနောက်ဒီမှာတစ်ချက်နှိပ်မယ်သူရွေးချယ်မယ်ဆိုရင် down လေးမှာတစ်ချက်ထပ်နှိပ်မယ်ကျွန်တော်ဒီမှာတစ်ချက်ထပ်နှိပ်မယ်ဒီလိုလေးကျွန်တော်တို့ကဘာလုပ်မအောင်စစ်နှိပ်မယ်ဒီလိုလေးတစ်ချက်ကျွန်တော်တို့ကယူလိုက်မယ်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘာဖြစ်သွားပြီလဲဆိုရင်ကျွန်တော်တို့ဒီ selection မှတ်ပြီးဖြစ်သွားပြီပေါ့နော်ဒါကကျွန်တော်တို့က polygonal တွေကိုကျွန်တော်တို့က selection မှတ်တဲ့နည်းပေါ့နော် okay နောက်တစ်ခုကကျတော့ကျွန်တော်တို့က magnetic lasso 2ပေါ့နော် magnetic lasso 2ကိုကျွန်တော်တို့ယူမယ်ဆိုရင်ဒီ2ကားတွေကိုတွားပြီးဒီအောက်မှာ magnetic lasso 2ဆိုတာလေးရှိတယ်ဒီကောင်လေးကို select မှတ်မယ်နော် okay magnetic lasso 2ကကျွန်တော်တို့ကဒီလိုမျိုးအနားဆောင်လေးတွေကိုကျွန်တော်တို့ကလိုက်ပြီးမှကျွန်တော်ပထမဆုံး click တစ်ချက်ပဲနှိပ်လိုက်နှိပ်ပြီးဆိုတော့ဒီအနားဆောင်လေးကိုကျွန်တော်တို့ကဘာမှမလုပ်နဲ့ဒီလိုလေးပဲကတ်ပြီးဆွဲသွားပေါ့နော် mouse ကနေဘာမှဖိစရာမလိုဘူးသူက auto ဘာလုပ်သွားမှာလဲဆိုရင်ကျွန်တော်တို့က live မှာသူက auto select မှတ်ပြီးသွားပါတော့ okay သူကကျွန်တော်တို့က select မှတ်ရင်းနဲ့လမ်းကြောင်းလွဲသွားခဲ့ရင်ပေါ့နော် okay ဒီလို okay လမ်းအဲ့လိုမျိုးလမ်းကြောင်းလွဲသွားပြီဆိုကျွန်တော်တို့ကဘာမှလုပ်စရာမလို base space လေးကျွန်တော်တို့ကပြန်နှိပ်မှနောက်ပြန်ဆုပ်လို့ရတယ်ပေါ့နော်နောက်ပြန်ဆုပ်လို့ရတယ်အဲ့လိုဆုပ်မှကျွန်တော်တို့ဒီလိုလေးပြန်ကတ်လို့ရတယ်ပေါ့နော်ဒီကောင်ဒီကျွန်တော်တို့ကနောက်ပြန်ဆုပ်လို့ရတယ် base space လေးနဲ့ကျွန်တော်တို့ကနောက်ပြန်ဆုပ်သွားလို့ရတယ်ပေါ့နော်ဒါလေးကျွန်တော်တို့အလိုအလျောက်ဘာလုပ်တော့ဆိုရင်အနားဆောင်လေးတွေဒီနားမှာဆိုကျွန်တော်တို့ကဒီမှာလွဲသွားပြီဆိုကျွန်တော်တို့ base space နဲ့နောက်ပြန်ဆုပ်ပြီးဒီမှာလေးဒီလိုလေးပြန်သွားလို့ရတယ်ပေါ့နော်ပုံစံလေးတွေက
ကျွန်တော်ကဒီနေ့မှာ Malaysia click တစ်ချက်နှိပ်ခဲ့လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုဒီပုံစံလေးတွေနဲ့ကျွန်တော်တို့ကဒီမှာရွေးချယ်သွားမယ်ငါးဆောင်လေးတွေဒီမှာ auto ရွေးချယ်ပြီးသွားတယ်ဒီပုံစံလေးတွေပေါ့နော်ဒါဒီ magnetic ပေါ့ auto ကကတ်သွားတာပေါ့နော်အနားဆောင်လေးတွေကို auto တန်လိုက်လို့မျိုးတက်ပုံစံမျိုးတွေတော့ကတ်သွားတာပေါ့နော် okay အဲ့ဆိုကျွန်တော်တို့ကဒီမှာ click တစ်ချက်နဲ့ဒီဆိုတော့ okay ဒါဆိုရင်ရွေးချယ်ပြီးတာဖြစ်သွားပြီပေါ့နော်ဒါလေးကျွန်တော်တို့က magnetic 2ပေါ့နော်ကိုကလမ်းကြောင်းလွဲသွားရင်ကျွန်တော်တို့က bit swing နဲ့နောက်ပြန်ဆုပ်ပြီးမှကျွန်တော်ပြန်ကတ်လို့ရတာနော်ကျွန်တော်တို့ကဘာမှ click ရမှာနှိပ်စရာမလိုပထမဆုံးတစ်ချက်ပဲကျွန်တော်တို့ကစတဲ့နေရာလေးမှာစမှတ်ပဲကျွန်တော်တို့က click ရလို့ကျွန်တော်ချိန်က click ရမလိုဘူးပေါ့နော် okay ဒါလေးကျွန်တော်တို့က magnetic Lexo 2ပေါ့နော် magnetic Lexo 2တွေကိုကျွန်တော်တို့ကဒါအသုံးပြုတဲ့အကြောင်းပေါ့ okay အဲ့ဆိုကျွန်တော်တို့ကဒီ Lexo 2တွေမကဘူးကျွန်တော်တို့ကဒီမှာရှိတဲ့ Mercury 2တွေပဲဖြစ်ရဘယ် 2တွေပဲဖြစ်ရဒီ selection 2တွေမှာမှန်တယ်မှန်ကြီးကျွန်တော်တို့ကဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပုံတွေကိုကျွန်တော်တို့ကဖြတ်ထုတ်တဲ့နေရာမှာလည်းသုံးတယ်နောက်တစ်ခုကကြတော့ဘာလုပ်တဲ့နေရာမှာတို့လို့ဆိုရင် copy ကူးယူခြင်းတဲ့နေရာမှာလည်းသုံးတယ်ဒီလို selection ပြပြီနောက်တစ်ခုက layer mask လုပ်ခြင်းတဲ့အခါမှာလည်းကျွန်တော်တို့ကသုံးတယ်ပေါ့နောက်တစ်ခုက color တွေကို adjustment လုပ်ခြင်းတဲ့အခါမှာလည်းကျွန်တော်တို့ကသုံးတယ်ပေါ့နော် okay အဲ့ဆိုဒီမှာဆိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့က magnetic တူနဲ့သူ select မှတ်လိုက်ပြီအဲ့ဆိုဒီ panty ပုံတွေကိုကျွန်တော်တို့က tag လုပ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဘာလုပ်မအောင်ဆိုရင်သူ့ဖြစ်ပြလိုက်ခြင်းနဲ့ဒီ panty ပုံမလိုချင်ဘူးဆိုရင်ကျွန်တော်တို့ကပြပါဘောနော် okay အဲ့လိုလုပ်ဖို့ကျွန်တော်တို့ကဒီထက်မှာဒီမှာကျွန်တော်တို့က background 2လေးကိုကျွန်တော်တို့က background ဒီ layer ပေါ့ကျွန်တော်တို့ဆိုတော့တောက်ခတ်ထားတော့ပုံလေးကျွန်တော်ဖြောက်လိုက်မယ်ဖြောက်ပြီးပြီဆိုရင်ကျွန်တော်သူ့ကိုကျွန်တော်ဘာလုပ်ကြည့်မလဲဆိုရင် display နေတာဒီမှာအဲ့ဒီပုံလည်းမရှိတော့ဘူးเนาะပြတ်သွားပြီเนาะဒီမှာတော့ background ကဘာမှမရှိလို့ဒီ background မှာဘာမှမပြမပေးထားဘူးပေါ့เนาะ okay เนาะဒါလေးကျွန်တော်တို့ကဘာလို့မအောင် delete လုပ်တာပေါ့เนาะနောက်တစ်ခုက control x ပေါ့เนาะ keyboard ကနေ control x မက်ပုံမှာဆိုလို့ရှိရင်ဘာလို့ဆိုရင် command x ပေါ့เนาะ command x ဆိုတာကျွန်တော် click လိုက်လဲကျွန်တော်အတူတူပဲပေါ့เนาะဒါဒီလုံးဝ cap ချက်တော့ပေါ့ဒီနောက်ကိုကျွန်တော်တို့ကဖောက်ထုတ်ပလိုက်တာပေါ့เนาะ okay ကျွန်တော် layer တစ်ခုခေါ်မယ်ဒီအောက်မှာကျွန်တော်ထားလိုက်မယ်အဲ့ layer ကိုကျွန်တော်ကအရောင်လေးဖြည့်နေမယ်ပေါ့เนาะကျွန်တော်ဒီဘာရောင်လေးဖြည့်နေမယ်ဆိုရင် okay အပြာရောင်ဖြည့်လိုက်မယ်ဒီမှာเนาะ background အရောင်လေးအပြာရောင်ဖြည့်ထားလိုက်တယ်ဒါဒီအောက်ကအရောင်ဒါလို့ဆိုရင်အပေါက်ဖြတ်သွားဘူးပေါ့เนาะကျွန်တော်တို့ကဖြတ်ထုတ်လိုက်လို့ဒီမှာအပေါက်ဖြတ်သွားလို့အဲ့ pen ဒီနေရာလေးမှာအောက်ကအပြာရောင်ကိုလှမ်းပြီးမှမြင်ရတနည်းအားဖြင့်ပြောကျွန်တော်တို့ကစက်ကူပေါ်မှာထားပါတော့ကျွန်တော်တို့ကကတ်တင်းနေကျွန်တော်တို့ကညှက်ထုတ်လိုက်တဲ့အခါမှာပေါက်သွားတဲ့ပုံစံမျိုးပဲအတူတူပဲပေါ့เนาะဒါလေးကျွန်တော်တို့ကဘာလဲဆိုရင်ဒါဖောက်ထုတ်လိုက်တာပေါ့เนาะ okay เนาะအဲ့တော့ဘယ်လိုတူကိုကျွန်တော်တို့က copy ကူးယူရတာအဲ့ဒါကျွန်တော်ကဘာလုပ်မှာဆိုရင် control c control v ဆိုတဲ့ကောင်နဲ့ကျွန်တော်တို့နှိပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်ကဒီဘက်ကဒီကောင်လေးကျွန်တော်တို့ကဖျောက်ကြည့်မယ် okay ဒီမှာပန်တီတစ်လုံးလေးပဲကျွန်တော်တို့ကဘာလုပ်အောင် copy ကူးယူလိုက်ပြီเนาะ okay เนาะအဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က control c control v မနှိပ်ချင်ဘူးဆိုရင် control j ကိုကျွန်တော်တို့ကနှိပ်လို့လည်းရတယ်မက်ပုံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က command j ပေါ့เนาะ okay အဲ့ကောင်နှိပ်လိုက်မယ်ဆိုလည်းဒီမှာเนาะကျွန်တော်တို့ကဘာဖြစ်သွားပြီလဲဆိုရင်နေရာအတက်တစ်ခုကျွန်တော်တို့ကပွားသွားပြီပေါ့เนาะဒီအောက်ကကောင်လေးကျွန်တော်တို့ကမျက်လုံးလေးမှိတ်ကြည့်မယ်ဆိုဒီမှာเนาะဒီပန်တီတစ်လုံးလေးပဲကျွန်တော်တို့ကယူမှာဖြတ်ထုတ်လိုက်တယ်ပေါ့เนาะဒါလေးကျွန်တော်တို့ကဘာလုပ်တာလဲဆိုလို့ရှိရင် tag လုပ်တယ် copy ကူးတယ်ပေါ့เนาะဒါလုပ်တာပေါ့เนาะ okay နောက်တစ်ခုကကြာကျွန်တော်တို့ကဘာလုပ်လို့ရတယ်လဲဆိုလို့ရှိရင်ဒီလို select မှတ်ထားမယ်ပေါ့เนาะနောက်ပြန်သွားတယ်เนาะ select မှတ်ထားပြီးကျွန်တော်ဘာလုပ်မလဲဆိုရင်သူ့ကိုကျွန်တော်တို့က layer mask လုပ်မယ် layer mask လုပ်ရဆိုတော့ကျွန်တော်ဒီ layer ရဲ့ပန်ထဲထဲမှာကျွန်တော်ဒီအောက်မှာဒီကောင်လေးရှိရဲ့ဒီ layer mask ဆိုတဲ့ကောင်လေးကျွန်တော် click တစ်ချက်နေမှာဆိုရင် okay ဒီပန်ဒီတစ်လုံးလေးကိုပဲကျွန်တော်တို့ကပြပေးမှာကျန်တဲ့ကောင်တွေကို auto hide လိုက်တာပေါ့เนาะသူကတော့ delete လုပ်တာမဟုတ်ဘူးဖြစ်ပလိုက်တာမဟုတ်ဘူးကျွန်တော်တို့ကကျန်တဲ့ကောင်တွေကို hide လိုက်တာဒီပန်ဒီတစ်လုံးလေးကိုပဲကျွန်တော်တို့ကပြန်ပြီးယူပြရပါတော့ဒီလိုမျိုး layer mask တွေလုပ်တာခါမှာလည်းကျွန်တော်တို့က selection မှတ်ရတယ်ပေါ့เนาะ okay နောက်တစ်ခုကကြာကျွန်တော်တို့က color adjustment လုပ်တယ် okay အဲ့ဆိုဒီပန်ဒီတစ်လုံးလေးကိုကျွန်တော်တို့ color ပြောင်းကြည့်လို့ဒီမှာ select မှတ်ထားပြီ color ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီထက်နဲ့ကျွန်တော်တို့ဘာသွားမလဲဆိုရင်ဒီမှာ hook and saturation ကိုသွားပြီးမှကျွန်တော် color change ကြည့်မှာပေါ့เนาะ color change ကြည့်မှာဆို okay ဒီမှာเนาะကို select မှတ်ထားတဲ့နေရာကိုပဲသူကဘာလုပ်တော့ color ပြောင်းတော့เนาะဒီမှာဆိုရင်လုံးဝပန်းလေးကိုအနီအောင်ပုံစံမျိုးပေါ့ okay ဒီပုံစံမျိုးဖြစ်သွားရင်ဒါဆိုရင်ကျွန်တော်တို့က color ကို adjustment လုပ်တာ color တွေကို change တာအဲ့လိုမျိုး change တဲ့နေရာမှာလည်းကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင် selection မှတ်ရတယ်ဒါ selection အားကြောင့်မှတ်ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြတာเนาะ okay နောက်တစ်ခုကကျွန်တော်တို့က selection နဲ့ပတ်သက်ပြီး tip and trick ရှိတယ်ပေါ့เนาะအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က selection တွေကိုကျွန်တော်တို့ကမှတ်ထားတာကိုကျွန်တော်တို့ကပြန်ဖြစ်ဖြစ်နေဆိုရင်ကျွန်တော်တို့ကဘာကိုနှိပ်တာလဲဆိုရင် control d ကိုနှိပ်တယ်ပေါ့နော် okay မက်ပုံမှာဆိုလို့ရှိရင်တော့ command d ကိုကျွန်တော်တို့ကနှိပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့က selection ကိုကျွန်တော်တို့ဘာလုပ်ပါဆိုရင်ပြန်ဖြောက်ပြီးရဖြစ်သွားမှာเนาะ okay ဒီနေရာမှာဆိုရင်ကျွန်တော်ကဒီကနေကျွန်တော်ဒီ polygon lasso tool လေးယူလိုက်မယ် okay ဒီကောင်ကိုကျွန်တော် select မှတ်ယူမယ်ပေါ့နော် okay ဒီမှာကျွန်တော် select မှတ်လိုက်တယ်ပေါ့နော်ဒီကောင်လေးတောင်တိုးလေးတွေကကျွန်တော်ဒီလိုပုံစံလေး select မှတ်ယူလိုက်တယ်ထားပါတော့ okay ဒီကောင်ကိုကျွန်တော်မလိုချင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အမှတ်ထား control d ကိုကျွန်တော်တို့ click လိုက်တာနဲ့သူကဒီမှာ auto ပြောက်သွားပြီမရှိတော့ဘူးเนาะ okay အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ control d နဲ့ဒီမှာ select ထည့်ရတဲ့မှာ dismiss ဆိုတာတွေ့လိုက် control d ဆိုတာ click လိုက်လဲတူဒီဘာဖြစ်သွားမှာဆိုရင်ပျောက်သွားမှာပေါ့เนาะ okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီခု select မှတ်ထားတဲ့ကောင်ကိုကျွန်တော်ပြောင်းပြန် select မှတ်ခြင်းနဲ့အခု select မှတ်ထားတာဒီ
window ကိုကျွန်တော်တို့ select မှတ်ထားပါတော့ဒီပြတင်းပေါက်လေးကိုကျွန်တော်တို့ select မှတ်ထားတယ်ဒါပေမဲ့ဒီပြတင်းပေါက်ကလွဲယူကြံတဲ့ကောင် select မှတ်နေတာဆိုရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုလို့ရှိရင်เนาะ control shift I ဆိုတာလေး click လိုက်ဆိုရင်ကျွန်တော်တို့ဒီမှာ select မှတ်တော့တွေ့နော်เนาะကျွန်တော်တို့အဲ့ဒါကိုကျွန်တော် control shift I နှိပ်ပြီးကျွန်တော်တို့ delete bus page နှိပ်ကြည့်လိုက် okay ကျွန်တော်ဒီဘက်ကနေ layer တက်တစ်ခုထပ်ခေါ်လိုက်မယ်ပိုးပြီးမတိတာတော့အောင်ကျွန်တော် out ကိုကျွန်တော်ဒီလိုလေး switch ချလိုက်မယ်ပေါ့နော်ဒီကောင်လေးကိုပေါ်လေးတင်လိုက်မယ် okay bus page နှိပ်ကြည့်မယ်ဆိုရင် okay ပြတင်းပေါက်ပဲကြံခဲ့တယ်ကြံတဲ့ကောင်ကိုဘာဖြစ်တော့မလဲ delete ဖြစ်သွားတယ်ဒါလေးကျွန်တော်တို့က inverse လုပ်နေတာပေါ့နော် okay ဒီအခု select မှတ်တာကိုပြန် inverse လုပ်ဆိုရင်လည်းကျွန်တော်တို့က control shift I ကိုပြန်နှိပ်လဲဆိုလို့ရှိရင်လည်းဒီမှာပြတင်းပေါက်ကိုပဲ select မှတ်သွားမယ်ပေါ့နော်ဒါလေးကျွန်တော်တို့ကဘာလုပ်တာလဲဆိုရင် okay တူကိုလည်းကျွန်တော် bus page နှိပ်ကြည့်မယ်ဆိုရင်ဒီခါဆိုရင်ကျွန်တော်တို့ကပြတင်းပေါက်ကိုပဲ select မှတ်ပြီးမှဒီပြတင်းပေါက်လေးကိုပဲကျွန်တော်တို့က delete လုပ်လိုက်တာပေါ့နော် okay နော်ဒါလေးကျွန်တော်တို့က control shift I နဲ့ကျွန်တော်တို့ကတုံးတယ်ပေါ့နော်ဒီ selection တွေကိုပြောင်းပြန်ပြန်ပြီးမှ select မှတ်ချင်တယ်ဆိုရင်ကျွန်တော်တို့က control shift I ပေါ့ okay နော်ဒါလေးကျွန်တော်တို့က selection မှတ်တဲ့အကြောင်းပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ကဒီအချက်မှာပေါ့နော်ကျွန်တော်တို့ကထားပါတော့ဒီမှာ polygon tool လေးကိုကျွန်တော်တို့ကဒီမှာ select မှန်ရင်းနဲ့မြန်ဆုံးကျင်တဲ့ဒီအဆုံးထိမသွားချင်ဘူးဆိုရင်ကျွန်တော်တို့က keyboard ကနေ enter key နှိပ်တာနဲ့ auto တခါတည်းဘာလို့မအောင် select ကဆုံးသွားလိုက်မှာနော်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ enter key မနှိပ်ချင်ဘူးဆိုရင်ဒါပဲ click နှိပ်လေပေါ့ဒီနေရာမှာကျွန်တော်ဒါပဲ click နှိပ်တာနဲ့လည်းကောင်းဒီပါဖြစ်သွားမှာလဲဆိုရင် selection ဒီအဆုံးဖြစ်သွားလိုက်မှာနော်အစမှန်တဲ့အဆုံးမှာကိုသူကမြင့်ဖြောင်အတိုင်းပါဖြစ်သွားမှာရွေးချယ်ပြီး auto ဖြစ်သွားလိုက်မှာပေါ့နော်နောက်တစ်ခုကကြာကျွန်တော်တို့ကဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ကဒီ magnetic လက်စွပ်တူးမှာလည်းအဲ့လိုပဲပေါ့နော်ကိုက magnetic လေးနဲ့ကျွန်တော်တို့ကဒီမှာဒီလိုလေးလိုက်ပြီးမှကျွန်တော်တို့ကလုံရင်းလုံရင်းနဲ့ပေါ့နော်နော်တို့ auto ကတ်သွားနော်ဒီလိုလေးကျွန်တော်တို့ကလုံရင်းနဲ့ဆုံးနေတယ်ဆိုရင်ဒါပဲ click နှိပ်ချလိုက် okay နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်စောစောလိုပဲကျွန်တော်တို့ကဒီမှာဒီလိုမျိုးတွားရင်းနဲ့ကိုကအဆုံးထိမသွားချင်ဘူးဒီနေရာလေးထိဆိုရင်ရပြီဆိုရင်တော့ enter ခောက်ချိုက်တာနဲ့ auto select မှတ်သွားပြီပေါ့နော်ဒါကလည်းကျွန်တော်တို့က technique လေးတစ်မျိုးပေါ့နော် okay နော်ကျွန်တော်တို့ကဒီ selection တွေကိုပြန်ဖြစ်ချင်တယ်ဆိုရင် control D selection မှတ်ထားတာကိုကျွန်တော်တို့ကပြောင်းပြန်မှတ်ချင်တယ်ဆိုရင် control shift I okay နော်နောက်တစ်ခုကကြာကျွန်တော်တို့ကဒီ selection တွေကိုကျွန်တော်တို့ကဒါကိုလုံနေရင်းနဲ့ကျွန်တော်တို့က selection ကိုပိတ်ချင်တယ်ဆိုရင် enter ခောက်လိုက်တော့မဟုတ်ဒါပဲ click နှိပ်ချလိုက်ဒါဆိုလို့ရှိရင် selection ပြီးပိတ်သွားလိမ့်မယ်ပေါ့နော် okay နော် okay နောက်တစ်ခုကဘယ် selection တွေကိုဘယ်အချိန်တွေမှာအသုံးပြုသင့်လဲဆိုတော့ကျွန်တော်ပြောပြမယ်နံပါတ်1 Lexo 2ပေါ့ okay Lexo 2ကိုကြာတော့ကျွန်တော်တို့ကဒီလိုကောင်းငင်မှာရှိတဲ့တိမ်ပုံတွေရွေးချယ်တဲ့နေရာမှာဆိုရင် Lexo 2နဲ့လာကျွန်တော်တို့သုံးလိမ့်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာကျွန်တော်တို့အနားဆောင်နေလည်းမပြတ်သားဘူးနောက်တစ်ခုကကျွန်တော်တို့က Lexo 2ထားပါတော့ magnetic Lexo 2နဲ့လည်းကျွန်တော်တို့လုပ်ဖို့မလွယ်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာကြည့်လိုက် freehand ကျွန်တော်တို့ Lexo 2လေးနဲ့ကျွန်တော်တို့ကယူပြီးမှရွေးချယ်လို့ရတယ်ပေါ့နော် okay ကျွန်တော်ကဒီတိမ်ပုံလေးယူမှာဆိုတော့ဒါကျွန်တော်တို့ကကိုလိုလေးနဲ့ပုံစံလေးတော့အရန်တိကျစရာမလိုဘူးပြတိမ်ဆိုတာနော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီမျိုးတိမ်ပုံမျိုးအရာမျိုးတွေပြောနေပြအရန်ကိုတိတိကျကျယူစရာမလိုတဲ့ပုံမျိုးတွေဆိုလို့ရှိရင်ကျွန်တော် Lexo 2တုံးလို့ရနော် okay အဲ့လိုမျိုး Lexo 2တုံးပြီဆိုရင်ဒီကောင်ကိုကျွန်တော်က copy ကူးမယ် control G ဆိုတာလေးကျွန်တော် click လိုက်မယ် okay ဒီဘက်ကကျွန်တော်တို့က layer ရဲ့အောက်ကကောင်လေးမူရင်းပုံကျွန်တော်ဖြောက်ကြည့်မှာဆို okay ဒီမှာဆိုကျွန်တော်တို့ကတိမ်ပုံလေးတစ်ခုကျွန်တော်တို့ကဘာလုပ်သွားပြီတော့ခုနရသွားပြီပေါ့နော် okay ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်တာကကျွန်တော်တို့ရှေ့ရတင်ခန်းစာပေါ့နော် Marquee 2အကြောင်းပါလေကျွန်တော်ပြောခဲ့ပေါ့နော်ဘာလို့မှလဲဆိုရင်ကျွန်တော် okay ကျွန်တော် control နဲ့နောက်ပြန်သွားလိုက်မယ် Fera လေးထည့်နေတာပေါ့နော် okay Fera ထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ Fera ဆိုတာရှိတယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင် select ထဲမှာကျွန်တော်တို့က modify နဲ့ဒီမှာ Fera ဆိုတာရှိတယ်ဒီမှာလည်းကျွန်တော်ထည့်လို့ရတယ်ပေါ့နော် okay Fera ရဲ့တန်ဖိုးကျွန်တော်နံပါတ်10လောက်ထားမယ် okay နှိပ်လိုက် okay နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က control G နဲ့ပွားမယ်ညလုံးလေးမိတ်ကြည့်မယ်ဆို okay ဒီမှာဆိုရင်ဒါ Fera လေးထည့်လိုက်တော့ကျွန်တော်တို့အနားဆောင်လေးတွေကဝါဝါလေးဖြစ်သွားတာပေါ့နော် okay ဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့ကဖြတ်ယူလိုက်တာပေါ့နော် okay နော်ဒါလေးကျွန်တော်တို့က Lexo 2ကိုဘယ်လိုနေရာမှာတုံ့တင်လဲဆိုတော့ကျွန်တော်ပြောပြပါတော့မိတ်ဆွေတို့ကကြတော့ထားပါတော့ကိုအဆင်ပြေမဲ့နေရာတွေမှာလည်းတုံးလို့ရတယ်ပေါ့နော်အဓိကကိုကျွမ်းကျင်မှုအပေါ်မှာပဲမူတည်တာဖြစ်ပါတယ်ပေါ့နော် okay နောက်တစ်ခုကကြကျွန်တော်တို့ကဘယ်လိုတူးလဲဆိုလို့ရှိရင် polygon နဲ့ Lexo 2ပေါ့နော် polygon နဲ့ Lexo 2ကတော့အခုဒီနေ့ကကျွန်တော်စောစောပြခဲ့လို့ပဲဒီလိုမျိုး၄တောက်တော့တောင်ကျွန်းနေရှိတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့က polygon နဲ့ Lexo 2ကိုတော့ရတယ်ပေါ့နော် okay ဒီလိုမျိုးပုံစံမျိုးတွေဆိုရင် polygon နဲ့ Lexo 2လေးနဲ့ကျွန်တော်တို့ select မှတ်ပြီးမှကျွန်တော်တို့မှာအဲ့ဒါဆိုရင်လုံးဝတိတိကျကျလေးနဲ့ကျွန်တော်ပုံမှန်ယူလို့ရနိုင်မှာပေါ့နော် okay အဲ့ဆိုကျွန်တော်က control G လို့ယူလိုက်မယ် okay ကျွန်တော်တို့ဖြစ်နေမှာဆိုဒီမှာ okay ဒါဆိုရင်ကျွန်တော်တို့ကသတင်းပေါက်ပေါ့နော် window လေးတစ်ခုကိုကျွန်တော်တို့ကရသွားပြီပေါ့နော် okay ဒါကတော့ polygon နဲ့ Lexo 2တုံးတာနောက် magnetic Lexo 2ဆိုတာဘယ်လိုနေရာမှာတုံးတင်လဲဆိုရင်ကျွန်တော်တို့က magnetic Lexo 2ဆိုတာကြတော့ဒီလိုမျိုးပေါ့နော် background နဲ့ဒီပုံထဲမှာပါနေတဲ့အရာဝတ္ထုတွေလုံးဝတိချားစီဖြစ်နေပြီပြက်တအနားဆောင်တွေရှိနေတယ်အဲ့လိုမျိုးပုံစံမျိုးဆိုရင်ကျွန်တော်တို့ကဘောက်တုံးလဲဆိုရင် magnetic Lexo 2ကိုတုံးတာပိုကောင်းတယ်ပေါ့နော်ဘောက်ဆိုတော့အယောင်ပြတ်သားတော့ကျွန်တော်တို့ကပုံစံလေးတွေကျွန်တော်တို့ကရွေးချယ်တယ် okay အဲ့ဆို magnetic Lexo 2ကိုကျွန်တော်တို့ကယူပြီးဆိုရင် click နေပြီဆိုရင်သူ့ရဲ့အနားဆောင်လေးတွေကိုဒီလိုလေးကတ်လိုက်တာနဲ့ auto ဘာလို့တော့
ကတ်သွားနော်ဒီမှာနော် auto နော်ကျွန်တော်တို့က like မ click စရာမလိုဘူးသူကတူဘာလုပ်ပေးသွားလဲဆိုရင်လုံးဝကတ်သွားတာပေါ့နော်ဒီပုံစံမျိုးလေးပေါ့ okay ဒီနောက်မှာဆိုကျွန်တော်လွှဲတော်ရေးဆိုရင် best page နှိပ်လိုက်ပေါ့နော်ဒါဆိုရင်တို့ auto နောက်ပြန်ဆုတ်ပါမယ် best page နှိပ်လိုက်မယ် best page နှိပ်ပြီးကျွန်တော်ပြန်သွားမယ် okay ဒါဆိုရင်ရပြီပေါ့နော်ဒီလိုပုံစံမျိုးလေးပေါ့နော်တို့ auto ဘာလုပ်သွားပါဆိုရင်အနားဆောင်လေးတွေကို auto လိုက်ပြီးတော့တူကတ်သွားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပုံစံမျိုးဆိုရင်ကျွန်တော်တို့ကဘာလို့တူးမှာလဲဆိုရင်magnetic လဲဆိုတူးတုံးပေါ့နော် okay တူပွင့်ထိုးဂျင်းနဲ့ပွားကြည့်မယ်ကျွန်တော်ဒီအောက်ကလေးရအောင်ကျွန်တော်ဘာလုပ်မအောင်နှလုံးလေးမိတ်ကြည့်လိုက်မယ် okay အဲ့ဆိုရင်ဒီပုံစံလေးရလာပြီပေါ့နော်ဒါဆိုကျွန်တော်ဒီမှာကြိုက်တဲ့နေရာကိုစီမောဒီပုံစံလေးရသွားပြီပေါ့နော်အောက်ကကောင်လေးကျွန်တော်မျိုးလုံးဖွင့်ကြည့်မယ်ဆိုဒီမှာနှစ်ခုဖြစ်သွားပြီနော်ဒီကောင်လေးတစ်ခုကွာကိုငယ်ငယ်ကြီးကြီးအကုန်လုံးလို့ရတယ်ပေါ့နော် okay ဒါလေးကျွန်တော်တို့က magnetic လဲဆိုတူးဆိုရင်ဒီလိုမျိုးအခြေအနေမှာသုံးတင်တယ်ပေါ့နော်ဒါလေးကျွန်တော်တို့ကဒါဆိုရင်ဘယ်လိုအသုံးပြုနေလဲဆိုတဲ့အကြောင်းအရာကိုဒါ Lasso tool နဲ့ပတ်သက်ပြီးတော့ Photoshop မှာ Lasso tool မျိုးရှိတယ်ဒီ Lasso tool မျိုးကိုကျွန်တော်တို့ဘယ်လိုအခြေအနေမှာသုံးတင်နေလဲတော့ဘယ်လိုမျိုး shortcut key သုံးပြီးမှသုံးတင်နေလဲဘယ်လိုမျိုးလုပ်တင်လဲဆိုတော့ဒါကျွန်တော်ပြောပြပေးရဖြစ်ပါတယ်နော် okay ကျေးဇူးတင်ပါတယ်